ချစ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရွှေပရိသတ်ကြီးကိုတိတ်ဆုံပေးမဲ့သူကတော့စာရေးဆရာမြင့်ကျိုးအင်းမဲဖြစ်ပါတယ်ဆရာက2008ခုနှစ်ကစပြီးဘလော့ပေါ်မှာဝတ္ထုတော်တွေရေးသားရနေပြီးတော့ဖုန်းငုံမဂဇင်းမှာကဘာပြက်ချင်းဆိုတဲ့ဝတ္ထုကိုရေးသားပြီးစာပေလောကထဲကိုရောက်ရှိလာတာဖြစ်ပါတယ်ရှင်2009ခုနှစ်မှာမြန်မာ Blog Academy Award ဆုကိုရရှိပြီး2018ခုနှစ်မှာရွှေမြူတင်မဂဇင်းကပေးအပ်တဲ့ဝတ္ထုရှည်စာပေဆုကိုကြံပတ်များဆိုတဲ့ဝတ္ထုနဲ့ရရှိထားသူဖြစ်ပါတယ်2018ခုနှစ်မှာပဲမျောလင်းချင်းကိုမျှတဲ့ညနေဝတ္ထုတို့စုစည်းမှုစာအုပ်နဲ့အမျိုးသားစာပေဆုရရှိထားသူဖြစ်ပါတယ်ရှင်ဆရာကအခုလက်ရှိအချိန်မှာ2019ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ The Hope Organic Channel ကိုဦးစီးပြီးတော့ဒူးရင်ပင်နနက်ပင်ကြက်မောက်ပင်နဲ့သိန်းနှဲပင်တွေကိုစိုက်ပျိုးနေပါတယ် Organic စစ်စစ်စားခြင်းနဲ့ဆရာရဲ့စာဖတ်ပရိသတ်တီမြန်မာနိုင်ငံရဲ့ပြည်သူတွေဆရာကိုအားပေးခြင်းနဲ့ဆိုလို့ရှိရင် The Hope Organic Page ကိုမှာယူနိုင်ပါတယ်ရှင်ဆရာမင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျပထမဆုံးအနေနဲ့ဆရာရဲ့ကလောင်နာမည်မြေကျိုးအင်းလို့ရေးပြခဲ့ပုံလေးကိုပြပြပေးပါဦးဆရာဟုတ်ကဲ့မြေကျိုးအင်းကမေးရလူလည်းများတယ်ဒီလိုပြကျွန်တော်ကဥဆုံးကနှစ်ပိုင်းခွဲရင်ဒီ blogger ဘဝရှိရပါတော့ blogger ဘဝဆိုတော့ကျွန်တော် blog တွေရေးကြတယ်2008 9မှာ blog တွေနဲ့အားကောင်းတဲ့ခါကျတော့အဲ့မှာ blog ရေးကျွန်တော်လည်းခွင့်ရေး blog တွေနာမည်ပေးကြတာပေါ့နော်ကို blog လေးကိုနာမည်ပေးကြတော့သူကဒီ Facebook လို့မဟုတ်ဘူးသူကလူနာမည်ပေးခြင်းလည်းရတယ်ကိုအမှတ်သားလေးတစ်ခုခုပေးခြင်းလည်းရတယ်ပေါ့လူနာတို့အိမ်တို့တစ်ခုပေါ့ပေးကြတာရှိတယ်ဆိုတော့ကျွန်တော်ကအဲ့ချိန်မှာဖြစ်တဲ့ဘဝဖြတ်သန်းမှုပေါ့နော်ဖြတ်သန်းမှုရဆိုတော့ကိုရည်ရွယ်ထားတဲ့စီကိုသွားတယ်မရောက်ဘူးပေါ့ဆိုတာမြစ်တစင်းကပင်လေကိုမရောက်တော့ရင်မြစ်ကျိုးရင်းဖြစ်သွားတယ်ပေါ့အဲ့ဒါကိုတင်စားပြီးတော့ blog အနေနဲ့ခေါင်းစဉ်ပေးလိုက်တယ်ပေါ့ဟိုလူတယောက်ရဲ့ကလောင်နာမည်အနေနဲ့မဟုတ်ဒီ blog လေးကကိုယ့်အိမ်လိုသဘောထားပြီးတော့အိမ်ဘဝမှာရေးရတဲ့ဟာမျိုးလေးအဲ့တဘောနဲ့အဲ့မြစ်ကျိုးလို့ပေးလိုက်တာပေါ့ခင်ဗျဟုတ်ကဲ့ပါဆရာကိုစာရေးဆရာတယောက်ဖြစ်ဖို့အတွက်ပေါ့နော်ဆရာကိုတွန်းအားပေးခဲ့တဲ့အရာဘာများဖြစ်မလဲဆရာစာရေးဆရာတယောက်ဖြစ်ဖို့အဓိကတော့ဟိုပါဗျစာဖတ်တာပေါ့နော်ဒီလိုပြောဆုံးစာဖတ်တာကျွန်တော်ကငယ်ကတော့ခုရေးစာရေးဆရာတော်များများလဲစာသားဖတ်ခဲ့ကြကျွန်တော်လည်းအဲ့လိုပေါ့စာဖတ်တာ၄တန်းလောက်တအားဖတ်တာစာဖတ်တာအရင်များတဲ့ခါကျတော့ဟိုကိုတစ်ခုခုပြန်ပြောချင်တာရေးချင်တဲ့ခါကျတော့အများကြီးထောက်ကူရပါစာဖတ်တာလူကပေါ့နော်မဖတ်ထားလူကပြောချင်ပြီးမစီလျော်အောင်မပြောနိုင်ဘူးထိရောက်အောင်ကြစ်လေးပြောခက်ခဲတယ်ပေါ့နော်စာရေးထားတဲ့ခါဟိုစာရေးအများကြီးဖတ်ထားတဲ့ခါကျတော့ရေးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုပြောချင်တာတွေပေါ်လာရှိလာတဲ့ခါကျတော့ကိုဖတ်ထားတဲ့စာရဲ့ဝမ်းသာအရှိန်နဲ့ပေါင်းလိုက်တဲ့ခါကျတော့ဒီစာရေးဖြစ်သွားပြီပေါ့အဲ့ဟိုစာကိုဘာကြောင့်တွန်းအားဖြစ်လဲဆိုရင်တော့စာဖတ်ခဲ့လို့ပဲပြောမှာနော်စာဖတ်တဲ့အရှိန်ကြောင့်ပါဟုတ်ကဲ့ဒီဆရာဖတ်ခဲ့တဲ့စာရေးထဲမှာပေါ့နော်ဆရာလေးစားအားကြရဆုံးစာရေးဆရာမပေါ့ပြည်တွင်းပြည်ပဘယ်သူတွေဖြစ်မလဲဆရာအဲ့ဒါကတော့ကျွန်တော်ဟိုစာဖတ်ရင်အလူတော့အရင်မများဘူးဗျကျွန်တော်မဖတ်ဘူးရဲ့စာရေးဆရာကြီးကြီးလည်းအများကြီးရှိတယ်စာရေးဆရာမကြီးလည်းအများကြီးကျွန်တော်ကြိုက်ပြီဆိုရင်အဲ့လိုပဲကျွန်တော်ထပ်ခါဖတ်အဲ့ကျွန်တော်စာဖတ်တာက၄တန်းကျောင်းသားမှာစာဖတ်တာစာဖတ်ဆိုတော့ဝတ္ထုတွေစာဖတ်တာ၄တန်းကျောင်းသားဝတ္ထုတွေစာဖတ်တော့အိမ်နားမှာပဲစာအုပ်ဆိုင်ဒီဇိုင်းရှိတယ်အဲ့ကျွန်တော်သွားဖတ်နေရင်းပြီးတော့ကျွန်တော်ဆိုင်ဆောင်ခိုင်းတာပေါ့လေဆိုင်ဆောင်သူကပြင်လာလက်ကျွန်တော်ဆိုင်ဆောင်ပေးတယ်စာအုပ်တွေမှတ်ပေးတယ်လက်ခံပေးပေါ့အဲ့ခါကျကျွန်တော်ဘာလုပ်လဲစာအုပ်လက်အားဖတ်လို့ရပါအဲ့မှာကျွန်တော်စာအုပ်တွေဖတ်တာအဲ့ဘာဖတ်လဲဆိုတော့တိုင်းဝတ္ထုတွေဖတ်တာအဲ့ချိန်မှာအဲ့ဒါကိုကြိုက်ကတ်သုံးတွေမဖတ်ဘူးကျွန်တော်အဲ့ရွယ်၄တန်းဆိုတော့ဘာမှမရှိဘူးဒါပေမဲ့ကတ်သုံးဖိုင်ဘာလို့လဲဆိုတော့ခဏလေးနဲ့ပြီးလို့တအုပ်ကဘာမှကြောက်ဆိုတော့ကျွန်တော်အားမရအောင်တိုင်းဝတ္ထုဖတ်ရင်မဖတ်ခင်ကြည့်တဲ့စာဆုံးလုံးချင်းဆိုမဖတ်ဘူးတအုပ်ထဲနဲ့မြင်ရလို့အနည်းဆုံး၄၅အုပ်တွေ၈အုပ်တွေဖတ်တာအဲ့တနေ့ကိုကျွန်တော်အဲ့မှာတော်တော်ဖတ်တယ်ဗျဟိုမိုးလင်းကနေပေါ့နော်မိုးလင်းနဲ့အဲ့ဆိုင်ရောက်သွားရင်ခမင်းစားချိန်မှာအိမ်ခဏပြန်ပြီးမိုးချုပ်တဲ့ထိနေရဖတ်ရင်တနေ့3-4အုပ်လောက်ဖတ်တာပြန်ရင်လည်းဖတ်လက်စားတအုပ်ကိုရောက်ယူသွားသေးတယ်အဲ့အဲ့မှာဟိုပါပေါ့ဖြောင်းနိုင်ထုံပြီးဖတ်အဲ့လိုမျိုးပေါ့နော်ဖတ်တဲ့ခါကျတော့ဒီစာကဟိုတနည်းကြော်လောက်ကျတော့ကျွန်တော်တိုင်းဝတ္ထုဖတ်ရင်လည်းဘယ်လိုပြောလဲဤွားတာပေါ့နော်ထပ်ဆိုတနည်းလောက်ကိုအုပ်ပေါင်းအရင်များဝဲဒီခါကျကျွန်တော်နောက်ထပ်ကိုဘာထပ်ဖတ်ရင်ကောင်းမလဲကျွန်တော်ရှောက်ရှာနဲ့ဘာတွေ့လဲဆိုတော့ကျွန်တော်ဆရာကြီးရွှေတုံးတွေ့တော့ဖတ်ကြည့်ရကျွန်တော်ကြိုက်တဲ့ပုံစံနဲ့ဖြစ်ပါကျွန်တော်အဲ့လိုစွန့်စားလေးတွေရုပ်ဝက်စမ်းကြည့်ကျွန်တော်ကြိုက်တယ်ဆရာကြီးရွှေတုံးတော့ရှောက်ဖတ်နောက်ဆရာမင်းနေခါဖတ်တယ်တခုရှင်ရဖတ်တယ်အခုထိလည်းအကြိုက်ဆုံးဆိုတော့ဒါဆရာကြီးရွှေတုံးတော့ပေါ့အကြိုက်ဆုံးတော့ပါတယ်သူတို့ရဲ့လွှမ်းမိုးတာအရှိပါဆရာဒီ blog တွေကနေပြီးတော့ဝတ္ထုတွေစာရေးပြီးတော့ဒီဖုန်းကုန်မဂဇင်းမှာစပြီးတော့ print media တွေကိုရောက်ခဲ့တယ်လို့သိရတယ်ပေါ့နော်ဆရာအဲ့ဒီတုန်းကအမှတ်တရရှိရင်လည်းပြပြပေးပါဦးဆရာအဲ့တုန်းကကျွန်တော်ကဟိုပါလေဒီ blogger ခေတ်ဆိုတော့ကျွန်တော်လည်းအတိုင်းဝိုင်းလေးလိုဖြစ်နေ blogger ရေးအဲ့လိုရေးနေပဲကျွန်တော်ကြောက်လို့ဒီအတိုင်းဝိုင်းဆိုဒီတိုင်းဝိုင်းမှာပျော်နေတာအဲ့လိုနောက်တစ်ခုထပ်မကူးခြင်းအဲ့တိုင်းလေးသွားတာအဲ့မှာပျော်နေဒီစာဒီ print back ကိုလည်းကျွန်တော်ကူးဖို့ပဲလေစိတ်ကူးလည်းမထားဘူး
ကိုယ့်ဘက်ကိုဟိုအတိုင်းဝဲမှာအဆင်ပြေပေါ့နော်ဟိုအတိုင်းဝဲမှာအဆင်ပြေခါကျတော့အဲ့မှာပဲနေကြမယ်ပေါ့အဲ့မှာကနောက်ဒီဆီယမမမြတ်တွေ့နေရဒီဖူးငုံမှာသူကဒီအခန်းကဏ္ဍတစ်ခုတာဝန်ယူရဲ့အချိန်ရောက်လာဘာအခန်းကဏ္ဍဆိုတော့ blogger ထိုင်ကျဲတဲ့ဆိုတော့ဒီ blog ပေါ်စာတွေကိုဒီဘက်ကိုပေါင်းကူးပေးမယ်ပေါ့နော်ဒီဘက်ကတော့လည်းစာမျက်နှာထက်ကိုပို့ပေးမယ်ပေါ့ဆိုတော့အဲ့အမကကျွန်တော်ဖုန်းဆက်တော့စာအကြောင်းလှမ်းကြောင်းကြတယ်ပေါ့သူဒီလစပြီးစရခါကျတော့ဦးဆုံးလောက်ကျွန်တော်အပါဝင်ပေါ့ထည့်ကျင်တယ်ပေါ့ဘာဝတ္ထုထည့်ကျင်တယ်အဲထည့်ကျင်တဲ့ခါကျွန်တော်ကဘာပြချင်းကိုပေးလိုက်တာပေါ့နော်ပေးလိုက်တော့အဲ့မှာပဲဦးဆုံးလာမှာပါလာတာပေါ့နော်အဲ့ဒါပထမဆုံးဟောပေါ့ဆက်နေမှုပေါ့နော်ဟုတ်ကဲ့အဲ့ဒါ blog ဆိုတော့အဲ့ blog ပုံစံအခုခေတ်ဘယ်လိုဘာမျိုးနဲ့တူလဲဟို website လိုပုံစံမျိုးလား Facebook ပုံစံမျိုးလားအဲ့ blog ကြီးရကြတာအဲ့ခေတ်က blog ကကြောင့်ဒီလိုလေးပြကျွန်တော်တို့အဲ့တော့မြန်မာပြည်မှာကျတော့ internet ကခက်ခဲတယ်နောက်တစ်ခုကကျတော့ဟို Facebook ကလည်းမခက်စားသေးဘူးပေါ့နော်2008ဒီဟိုရွှေဝါရောင်တော်လန်ရေးဘာညာဖြစ်တယ်မှာဒီ blog တွေကတအားအရှိန်ကောင်းသွားတော့နိုင်ငံခြားမှာအရှိန်ကောင်းတဲ့ internet ကတွေလည်းကောင်းကြတော့နိုင်ငံခြားအဲ့တော့အိမ်ပြန်ရောက်ရင်ကိုယ့်ကိုရေးကြတယ်ပြရေးကြတော့တချို့ကကျတော့ blog ကိုဘယ်လိုအိဗယ်ဖွင့်မလဲရင်ဖွင့်ရလို့လည်းပြောလို့ရပါတော့ကိုအကြောင်းလေးတွေကိုငယ်ဘဝလေးတွေဒီနေ့ကိုပဲသွားခဲ့တယ် the personally အဲ့လိုရေးရလူလည်းအများကြီးပဲဗျအဲ့ blog တွေလည်းများတယ်တချို့ကျတော့လည်းဘာသာပြန်လေးတွေနောက်ခုနကပေါ့ဆန်းကြည်လေးပေါ့စမ်းကြည်တာလေးတွေကိုဘာသာပြန်အဲ့ဒါတွေသင်ကြတယ်ကို line နဲ့ကိုသွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီအဲ့တော့ blog ကတော့ဒီ person တွေတော့အဓိကဆန်နေပြီကိုရေးကိုတာရေးရလူကပိုများတယ်ကျွန်တော်လည်းအစပိုင်းအဲ့လိုသွားတာနားမလဲပေါ့နော်သူများကြီးလိုက်ဖတ်တဲ့ခါကျကျွန်တော်ဘာလို့ဥမာကျွန်တော်ပင်လယ်သွားလဲရင်ပင်လယ်သွားလဲအကြောင်းလေးပေါ့လမ်းမှာကြုံတာလေးပင်လယ်ပုံလေးပါရှောက်တင်တာပေါ့ဒီအဲ့ကျတော့အခု Facebook နဲ့ပြန်ဆင်းတယ်ကိုတနေ့တာလှုပ်ရှားမှုလေးပေါ့နော်ဆင်းတယ်ဒါပေမဲ့အဲ့မှာခုနကလို professional နဲ့ကြက်စာရေးလူအများကြီးထွက်လာတွေ့တဲ့အခါကျတော့ကျွန်တော်တို့ကိုစဉ်းစားတာပေါ့အဲ့လိုကူးမလားပြောင်းရေးခြင်းလားအဲ့လိုပုံစံသွားမလားဆိုတော့နောက်ပိုင်းကျွန်တော်လည်းအဲ့လိုမျိုးပေါ့ကိုရေးကိုတာတိတ်မရေးတော့ဘူးပေါ့နော်မရေးတော့ဘဲနဲ့ဒီဘာလို့မလဲဟိုရတာတစ်ခုခုပေးနိုင်အောင်ရေးကြတယ်ပေါ့နော်ဆိုတော့အဲ့ခေတ်က blog ကအခုနဲ့ဘယ်လိုတူလဲဆိုတော့ကျွန်တော်တိတ်အများကြီးမှရှင်းပြတယ်ဗျအဲ့လိုပဲလူကအစုံရှိနေတာပေါ့နော်အစုံရှိတယ်ဆိုတော့ကိုရေးကိုတာဒီရေးရလူလည်းရှိရရတာပေးလို့ရှိတယ်ဒါပေမဲ့အဲ့ချိန်မှာသူကဒီနိုင်ငံခြားရောက်တဲ့ပြည်မှာအတိုင်းဝိုင်းကညက်ကြအဲ့မှာပဲစုံကြတာနိုင်ငံတကာကိုလေအကုန်လုံးပြန့်နေတဲ့အခါကျတော့သူတို့ကအကုန်လုံးပြောဒီ Facebook တဲ့ဘာကောင်းတာလဲဆိုတော့ chat box ဆိုလေးရှိရဗျအဲ့ chat box လေးဆိုတာမှာအကုန်လုံးဝင်ရေးလို့ရတယ်ဝင်ရေးတော့လည်းအားလုံးမြင်နေရတယ်ဆိုတော့ညဘက်ကျရင်ရင်းနှီးလို့ဘယ်သူအိမ်မှာစုံမယ်ဟေ့ပေါ့ဘလော့အိမ်လို့ခေါ်ဘယ်သူအိမ်မှာစုံမယ်ဆိုတော့အဲ့ link နဲ့ဝင်ကြတယ်ဝင်နေကြရင်အကြောက်ကြောင်းစီဝင်ရေးကြတာပေါ့ဒီစူပေါင်းချက်လို့ဖြစ်သွားအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီဇိုင်းလေးပေါ့အခုအဲ့ဒါကြတော့ဆရာဘယ်လိုပျောက်ကွယ်သွားရလဲအခုရောရှိသေးလားတုံးလို့ရရှိအခုလည်းရှိရဗျအခုဒါပေမဲ့အဓိကတော့ဒီ Facebook တိုက်စားသွားတာပေါ့နော် Facebook တိုက်စားခါကျတော့ဟိုပျောက်ကွယ်သွားနောက်တစ်ခုကဒီ blogspot.com ပေါ့နော်အဲ့ဒါနဲ့ဒီ Facebook ရဲ့ကွာခြားမှုဆိုတော့ဝင်ရတဲ့နေရာမှာကျတော့ကျွန်တော်တို့ကနည်းနည်းတကူတကဆန်သွား blogspot.com ဒီ website ကိုဒီ website ကိုနှိပ်သွားကျွန်တော် Facebook ကျတော့အခုကြည့်နေတယ်ဒီလူအကြောင်းဝင်ရင်ဒီလူနှိပ်ထိလိုက်ဝင်ချက်ချင်းရောက်တယ်အဲ့ဒါတွေကအများကြီးပေါ့နော်အခုကျွန်တော်တို့က YouTube ကိုလည်းသွားမကြည့်ပြဘူး Facebook ကကြည့်ရဆိုရင်လည်း Facebook ကပို့လွယ်လို့အဲ့လိုမျိုးအဲ့ခက်ကကျတော့ blog ကအရန်အားကောင်းတော့ Facebook ကတိတ်အားမကောင်းဒါပေမဲ့ Facebook တအားကောင်းလာကြမှာလူတွေကဟိုမှာတင်တဲ့စာကို Facebook မှာပို့တင်တယ်ဆိုတော့နောက်တစ်ခုကတုံ့ပြန်တာပေါ့နော်အဲ့ဒါကကျတော့ Facebook ကအရန်မြန်ဟိုမှာကျွန်တော်တို့ post တစ်ပုဒ်တင်ထားပြီးသွားရင် comment တစ်ယောက်လာပေးဖို့ဆိုတာကတော်တော်ကြားတယ်ဒီ blog post တစ်ပုဒ်မှာကြားတဲ့ခါကျတော့ဒီဘက်မှာကျတော့မြင်တယ် Facebook ကျတော့မြင်တယ်အခုရေးရင်သူကအောက်မှာကောက်ရေးသွားအောင်ဆိုတော့တုံ့ပြန်မှုမြင်တဲ့ခါကျလူတစ်ပါးပေါ့နော်လူတစ်ပါးရတော့အဲ့တုံ့ပြန်တော့ပိုကြိုက်သွားကြတယ်ကျွန်တော်တို့လည်းဒါနောက်ပိုင်းကျပိုဆွဲသွားတာပေါ့နော်ဟိုတစ်ခုချက်ချင်းပြန်ပြောတယ်ဟိုမှာကျအချိန်တစ်ခုပြန်ပေးတယ်တကူတကရေးရတယ်စိုင်းရင်ဝင်ရတယ်တခုရေးဖို့အတွက်အဲ့လိုမျိုးဆိုတော့နည်းနည်းလေးအကန့်အသတ်ကွာသွားတဲ့ခါကျတော့ Facebook ကအားကောင်းသွားတော့အဲ့ blog ကတော့ဟိုကြံနေခဲ့ရပေါ့နော်ဒါပေမဲ့အခုထိလည်း blog ကိုဖတ်တွေ့ပြီးတော့မှတ်တမ်းအနေနဲ့တောက်လျှောက်တင်တဲ့လူတွေရှိပါတယ်နောက်တစ်ခုကဒီဆရာကဒီမြန်မာ blog academy award ကိုလည်းရခဲ့တယ်ဒီရွှေမြူတေ service ရွှေမြူတေမဂ္ဂဇင်းကပေးရတယ်ပေါ့နော်ဝတ္ထုရှည်စာပေစုကိုလည်းရခဲ့တယ်နောက်ထပ်ဆရာဒီအမျိုးသားစာပေစုလည်းရထားတယ်ဆိုတော့ဒီစုရဆောင်မှုရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းဆရာပြပြပေးပါစုကအဲ့၃မျိုးမှာဒီဦးဆုံးပြောတဲ့ဒီ blogger award ပေါ့နော်အဲ့ကောင်ကျတော့သူကဝတ္ထုကိုပေးတာမဟုတ်ဘူးတပုတ်ချင်းစီပေးတာမဟုတ်ဒီတစ်နှစ်လုံးပေါ့တစ်နှစ်လုံးမှာဘယ်သူ့ကိုအကြိုက်ဆုံးလဲပေါ့အမှခေါင်းစဉ်တွေရှိရပေါ့အထွေတွေရှိမယ်ရတရှိမယ်အစုံပေါ့အဲ့လိုခါမှာသူ့ခေါင်းစဉ်အောက်မှာဘယ်သူဝင်လဲပေါ့အဲ့ခါကိုသူဘာလို့ဘယ်လိုပေးရလဲဆိုတော့စာဖတ်သူတွေကဖုန်းတင်နဲ့ပေးရတာကွန်ပျူတာတစ်လုံးကို1ဖုန်းပေါ့နော်ကွန်ပျူတာတစ်လုံးထဲမှာခါလဲပေးလို့မျိုးတို့ဒီ IP နဲ့စစ်တာဆိုတော့ကွန်ပျူတာတစ်လုံးကိုဖုန်းတစ်ခုပေးရတယ်အဲ့အဖွဲ့အစည်းတစ်ခုပေါ့နော်အဲ့အဖွဲ့အစည်းရှိအဲ့အဖွဲ့အစည်းကဒီ blogger တွေပို့ပြီးတော့ပို့ဖွင့်ပြအောင်ပေါ့နော်ဆိုတော့အဲ့အားလုပ်တယ်တဲ့ခါကျတော့သူနှစ်
တတ်မှတ်လာရောက်တဲ့ခါကျတော့ရှင်သူဖွင့်လိုက်ပြီဒီ voting ပေးလို့ရပြီပြီးတဲ့ခါကျတော့အမှအကုန်လုံးကပုတ်ပေးသွားတာပေါ့နော်ပုတ်ပြီးဒီတစ်နှစ်လုံးမှာကိုဘာရေးခဲ့လဲပြည်သက်တွေကဘယ်လောက်ကြိုက်လဲလူဖက်များဘယ်လောက်ရှိလဲအဲ့ပုံမှာမူတည်ပြီးတော့ဖက်တဲ့လူကသူ့ခန်းကဏ္ဍသူပေးရအထွေတွေဆိုရင်အထွေတွေဆိုတာထွေတွေကောင်းဆောင်မှလည်းရှိရခုနလိုဘာသာပြန်လေးရှိဘာသာပြန်အများကြီးမဟုတ်စမ်းကြရလေးပေါ့ဒီမှာဆွေစုံကျန်းလို့ဟာမျိုးအဲ့စမ်းကြရဟာလေးတို့ဘာသာပြန်တဲ့ဟာလေးရှိတူကောင်းဆောင်မှသူပေးကျွန်တော်ကျတော့ရတကောင်းဆောင်အောင်မှာကျွန်တော်ရတာပေါ့နော်ဝတ္ထုတစ်ပုတ်ချင်းဆိုပေးရမို့ဒီတစ်နှစ်လုံးစာပေးရဟုတ်ကဲ့နောက်တစ်ခုကရွှေမြုပ်တွေစာပေစုရွှေမြုပ်တွေစာပေစုကြတော့ပြောင်းနေတော့တပုတ်ထဲကိုပေးရပါတော့ဆိုတော့အဲ့မှာကျွန်တော်ကချန်ပီယံများဆိုတဲ့မဂ္ဂဇင်းဝတ္ထုရှည်နဲ့ရခဲ့တာပေါ့နော်မြို့သားစာပေစုကကျတော့ဒီထွက်တဲ့စာအုပ်ကိုပြန်ပေးတာသူလည်းတော့စာအုပ်ပေါ့2018တနှစ်လုံးအတွင်းမှာထွက်ထားတဲ့စာအုပ်တွေအားလုံးနဲ့မှာတအုပ်ယူရတာပေါ့ဝတ္ထုတို့ခေါင်းစဉ်မှာတအုပ်ယူရအဲ့ဒါရတာမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာနောက်တစ်ခါစီဆရာရေးခဲ့တဲ့ဒီပင်လယ်စီတို့လုံငင်းဝတ္ထုမှာဆိုရင်ပေါ့နော်တန်ရုံးစင်ကြီးပြီးတော့ချစ်တတ်တဲ့ကောင်လေးတယောက်ကသူ့ရဲ့ချစ်သူရှိတဲ့ထိုင်ဝမ်ကိုလိုက်သွားဖို့အတွက်ပြင်ဆင်ရတဲ့အခက်အခဲတွေအများကြီးကြုံခဲ့ရတဲ့အကြောင်းကိုရေးသားထားတာတွေ့ရတယ်ပေါ့နော်ဆရာဒီဝတ္ထုလေးဖြစ်တည်ခဲ့ပုံကိုလည်းဆရာပြပြပေးပါဦးဟုတ်အဲ့ဝတ္ထုကလေကျွန်တော်ကဘလော့ရေးနေတယ်ဒီအကြောင်းတွေကျွန်တော်ရေးမယ်ဆိုရနှစ်ပေါင်းများစွာနော်ဘလော့ဂါဘွားတွေကဒီဟာကိုရေးဖို့လည်းစိတ်ကူးလေးရှိတယ်နောက်ပိုင်းကျဒီဘက်ဒီ print ပေါ်ရောက်တဲ့ခါမှာပို့ရေးဖို့အားပို့တန်သွားဘာကိစ္စလဲကျွန်တော်ဒီကလောင်ဘာကြောင့်ပေးရလဲဒီကလောင်နာမည်ကဘာဒိတ်ပဲလဲဆိုတော့မေးရလို့အရင်များမေးဆိုလေတရားကစကားဆက်လိုက်ဟာဒါကဘာကြောင့်လဲဒီမြေကျိုးဆိုဘာကြောင့်လဲမြေကျိုးရွာလားအဲ့တခုပေါ့အဲ့လိုမဟုတ်ဘူးအရှင်းပြတာများတာအဲ့တော့ဒီဝိထုကရေးစရာလည်းရှိရယ်ပြောစရာလည်းရှိရယ်ဆိုတော့ဒီကပါလို့ရှိရင်ဒီကလောင်နာမည်ပါအချိတ်ဆက်ပြန်မိသွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကျွန်တော်ရေးပြတယ်နောက်တစ်ခုကအချစ်ကြောင်းတည်တဲ့နာဆိုတော့ကျွန်တော်ရေးမှာမဟုတ်ဒီထဲမှာပါတဲ့ဖြစ်စဉ်လေးတွေကတကယ်ကိုပေါ့နော်ဘဝအနှိမ့်နေအမြင့်နေအသက်ကြိုင်နေလောကနဲ့ပုံစံသွားတာဒီလပိုင်းလေးမှာပေါ့ဒီနှစ်လသုံးလမှာလုံးဝလူးခါနေအောင်အဲ့ကြားမှာဟိုလှိုင်းထန်နေတဲ့ကြားမှာမရရအောင်လွှင့်ကြတာအကုန်လုံးဒီအုပ်စုလေးကရှားတာလေးနဲ့လွှင့်ခဲ့တဲ့ခါကျတော့ကိုင်းရှင်ကိုယ်တိုင်တယောက်နေဆိုဒီကောင်ကတော်တော်ဂုဏ်စရာလေးလည်းဖြစ်တယ်ဗျမရရအောင်လုပ်ခဲ့ဟာမျိုးဆိုတော့အဲ့ဒါလေးကမတန်းလဲတင်ကြပြီးတော့အထက်မှာပါတဲ့လူတယောက်ချင်းစီအကြောင်းအရာလေးတွေကလည်းပြောချင်စရာလေးဖြစ်တယ်နောက်တစ်ခုပေါ့ဒီလိုရည်ရွယ်ကြီးသွားတယ်ဒီကဆက်ဆက်ပြီးတော့ဒီကလောင်နာမည်ကဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ရေးချင်သေးလေးပါသွားအဲအကြောင်းမို့ဒီဝတ္ထုကရေးပြသွားတာပါဟုတ်ဒီဝတ္ထုထဲမှာပဲပေါ့နော်ဆရာဒီဓာတ်ကောင်တွေကတွေ့ခဲ့ထပ်ပိုင်နော်ဆရာသူထပ်ပိုင်ဆိုတဲ့ကောင်လေးကသူဒီအခက်အခဲတွေကြုံနေရင်တန်းနဲ့သူနဲ့ဘဝလူတွေနဲ့တွေ့ပြီးတော့ဒီတွေကဒီတို့လက်မယားနှစ်ယောက်နဲ့တွေ့ဆုံပြီးတကယ်ချင်းနေဖြစ်သွားကြတယ်အဲ့ဒါမှဒီကနေပြီးတော့သူကတာရော့ဝါဒနာပါတော့ဒီတာရော့ကြည့်ပေးရပေါ့နော်သူဟိုဘက်နိုင်ငံသွားရင်ဘာဖြစ်မလဲဆိုတာဟုတ်အဲ့လိုကြည့်ပေးတဲ့အခါမှာဒီဟိုဘက်သွားလို့ရှိရင်မရဏနိုင်ငံပုံစံမျိုးအဲ့လိုတက်လေရွေးမိရယ်ဆိုတော့လေဟိုဘက်နိုင်ငံဖြစ်တဲ့ဖြစ်ပျက်ကဒီမှာမပါဘူးပေါ့နော်ဒီပင်လယ်စီတို့ထဲမှာဆိုအဲ့တော့နောက်ဆက်တွဲအနေနဲ့စာအုပ်ထုတ်ဖို့ရှိသလားလို့ဟုတ်ကဲ့အဲ့ဒါကလေကျွန်တော်လဲရေးနေနဲ့အိုက်ကတ်အကြောင်းလေးကိုထည့်ထားမှကောင်းမယ်ထည့်ထားမှကောင်းဆိုဒုတိယပိုင်းတစ်ပိုင်းရှိရေးမယ်ဆိုရင်ရေးလို့ကောင်းတာလည်းရှိတယ်တချို့ဟာပြန်လှန်ရမှာလည်းရှိတော့ရေးကောင်းမလားဘယ်လောက်ထိလှန်ရင်ကောင်းမလဲဝေခွဲမရလေးလည်းရှိတယ်ဆိုတော့အဲ့တခန်းတော့ထည့်ထားရတယ်ပေါ့နော်ဘာလို့ဒါထည့်ထားရအပြင်နောက်ထပ်ရေးတော့အချိတ်ဆက်လေးပြန်ရမယ်နော်ဟိုဘက်ရောက်တဲ့အချိန်မှာကြုံရတဲ့နာကျင်မှုတွေပါလေအများကြီးကိုမျောလင်းထားတာနဲ့မျောလင်းခဲ့တဲ့ဘဝနဲ့တကယ်ကြုံလာတဲ့ဘဝပြောင်းပြန်ဖြစ်ပြီးတော့ရုန်းကန်တာပေါ့နော်ရုန်းကန်တဲ့အကြောင်းတွေရုန်းကန်ဆိုတာစိတ်ပိုင်းဆိုင်ရာရုန်းကန်တာပေါ့နော်ကိုယ်စိတ်ရဲ့နာကျင်ထိခိုက်မှုကိုယ့်ဘာကိုသွန်းလှန်ပြီးတော့မိသားစုဝေးမှာလုပ်ငန်းတစ်ဖက်အလုပ်တစ်ဖက်နဲ့ပေါ့အကြမ်းမှာကိုယ့်ဘာကိုဘယ်လိုပြောမလဲအရင်မပြိုလဲပေါင်းပေါ့အဲ့လိုတိဆောက်တဲ့ဟာလေးကျွန်တော်ရေးချင်တာကြီးနောက်တစ်ခုကကျွန်တော်အဲ့ဒီခုထွက်ပြီးတာဒီပင်နယ်စီတို့ထဲမှာပါတဲ့တငယ်ချင်းတွေပေါ့ဒီတစ်ဖွဲ့ကြီးပေါ့ဖွဲ့လိုက်ကြဒီရှေ့ရောက်ရှေ့ဖွဲ့ကြီးကအဲ့ရောက်သွားတဲ့ခါကျတော့သူကတယောက်ချင်းစီအရင်ပြန်သွားတာမြန်မာပြည်ကိုပြန်ကြတာနီးမျိုးစုံနဲ့ပြန်ကြတာနီးမျိုးစုံနဲ့ပြန်ကြတဲ့ခါကျတော့တယောက်ကကိုတော်နဲ့ကိုပြန်တယ်တယောက်ကကျတော့ရဲဖန်းခံကြီးပြန်တယ်နမူနာအဲ့လိုမျိုးပြန်လာပြန်နဲ့ဆိုတော့သူတို့ပြန်မှုပြန်နေတယ်အရင်ဇလန်းဆန်ထူးဆန်းလေးတော့ကြုံအဲ့ဒီမှာဆိုပါဆိုကျွန်တော်ဒီမှာထည့်ဂူလာကျွန်တော်တယောက်ထည့်တာဆိုသူဆိုလို့ရှိရင်လေကိုရောက်သွားတယ်တလားနေတော့သူပြန်သွားသူတော်နဲ့သူပြန်သူတော်နဲ့သူရဲစခန်းသွားပြီးတော့ငါပြန်တော့မယ်ဆိုပြီးတော့ပြောပြီးပြန်တော့အားလုံးအံ့ဩတာပေါ့အလုတ်ကလည်းလုံနိုင်တယ်ပွင့်နေပြီလုံနိုင်ကန်တဲ့အရွယ်လေးဖြစ်တယ်မိသားစုလည်းရှိရယ်ကလေးလည်းရှိရယ်ဆိုတော့ကျွန်တော်တို့စိတ်ကဒါဟိုမှာပဲစူးစမ်းမယ်ထင်တယ်တော့ပြန်သွားတယ်ဘာကြောင့်ပြန်သွားလဲထိုင်းမှာသူကြိုက်ခဲ့တဲ့အမကိုပြန်တွေ့ချင်လို့ဆိုပြန်လာ
အဲ့လိုမျိုးပေါ့အတယောက်ကအဲ့လိုပြန်နောက်တစ်ယောက်ကသူ့ထက်ထူးဆန်းတာလေးပဲသူတို့ရဲ့ဘဝအမှာပေါ့ဘုံတော့ကိုနီးကိုဟန်နဲ့ရုံးကန်တာပေါ့အဲ့တော့ဒီရှေ့အုပ်စုမှာတယောက်ပြီးတယောက်ပြုတ်သွားကြတယ်များတော့ပြုတ်အဓိကတော့ဖန်ခံတာပေါ့နော်ဖန်ခံဆိုတော့ဒီမသွားတဲ့အချိန်မသွားတဲ့နေရာကြီးသွားတဲ့ခါကျတော့စုံနေမေးတယ်မြန်းတယ်လုံလောက်တဲ့ထောက်ထားရမရှိဘူးမဖြေနိုင်တဲ့ခါကျတော့ပြန်ကြရတာပေါ့နော်ဆိုတော့အဲ့လိုပြန်ရင်ပြန်တယ်နော်ကျွန်တော်တယောက်ပဲကြံတော့ဒီတစ်ဖွဲ့လုံးတယောက်ပဲကြံတော့ခါကျအမှကျွန်တော်တော့ကိုယ့်ဘောနဲ့ကိုပြန်တာဟုတ်ဆိုကျွန်တော်နှစ်တာအားကြာပါကျွန်တော်ရောက်တာ9နှစ်ကျော်ဖြစ်သွားပြီ9နှစ်ကျော်ဖြစ်သွားတော့မိသားစုဓာတ်ပုံတွေရောက်တဲ့ခါမှာအဖေတို့ဘာလို့ပုံကြည့်တော့ကျွန်တော်ထွက်တော့ကပုံတွေကဝေးกว่าပါရင်တော့တောင်းတောင်းတင်းတင်းဖေကနည်းနည်းအိုသွားပြီဟာငါအားကြာသွားပြီအဲ့ခါကျမှကိုလည်းကိုယ့်ဘောနဲ့ကိုပြန်လာခဲ့တာပေါ့နော်ဆိုတော့ဒီအကြောင်းလေးတွေကအချစ်အကြောင်းပေါ့နော်ထဲမှာပါတဲ့ချစ်ချင်းမြတ်တာအကြောင်းအများကြီးမထည့်တော့ပါဒီအကြောင်းရေးလို့ကောင်းတယ်ဗျရေးလို့ကောင်းတယ်ဆိုတော့ဒါဆိုငါဒါတော့ရေးတင်တယ်ရေးရင်လည်းနာမည်ကကျွန်တော်စောရက်ဘာကိုပေးထားလဲဆိုတော့အစဝိထုကပင်လယ်စီတို့အဲ့ဝိထုရေးရင်ပင်လယ်စီမြောက်တဲ့မြစ်အဲ့လိုရေးရမှာကောင်းစင်ကပေးထားဆိုတော့ဒီနှစ်ခုတွဲလိုက်ရင်တော့ဒီကလောင်မှာတခါရဲပြေးစုံသွားမယ်ပေါ့နော်ဒါပေမဲ့ဘယ်တော့ရေးမလဲဘယ်တော့ရေးမလဲဆိုတာတော့ဘယ်တော့ပမာဏထည့်မလဲဆိုတာတော့နည်းနည်းကျွန်တော်ချိန်ဆနေလို့မရှိပါဘူးဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ပေါ့နော်ဆရာရဲ့ဒီမျောလင်းကြီးကိုမြားတဲ့ညနေဝတ္ထုတို့စူးစီးမှုလေးကမျိုးသားစာပေစုလည်းရခဲ့တယ်ဒီဟာကိုမှထုတ်ထအချိန်မြောက်ထိပုံလေးထုတ်ဝေခဲ့ပြီလို့သိထားရပါတော့ဆရာဒီထုတ်ထအချိန်မြောက်ထိအောင်ပုံလေးထုတ်ဝေခဲ့တဲ့အပေါ်မှာဆရာပြောချင်တာများရှိရင်လည်းပြောပြပါအဲ့ဒီစော4ချိန်ပေါ့4ချိန်ထုတ်ခါမှာကျွန်တော်တို့ကတော့ထုတ်ဝေတွင်ကျွန်တော်နဲ့အငင်းနဲ့ပွားရယ်သူကတကယ်တော့သူကမျက်နှာဖုံးတစ်ချိန်ပြောင်းရင်တစ်ချိန်လို့သူကတတ်မှတ်တယ်ဒါပေမဲ့ကျွန်တော်ကကြောင့်အဲ့လောကမို့သိမ့်နာမလို့ကျွန်တော်ကျတော့ကုံလုံးထက်ရိုင်တာတစ်ချိန်ပဲတွေ့သွားခြင်းတော့မဟုတ်ဘူးမျက်နှာဖုံးကဒါ၄ကပြောင်းလိုက်ရတယ်ဒါပေမဲ့၄ကပြောင်းတဲ့အချိန်မှာပုံနှိပ်ကပြန်မြပေါ့တစ်ချိန်ကို1000နဲ့12ချိန်ထုတ်ရဆိုတော့3ချိန်လောက်ထုတ်ပြီးရင်အဖုံးတစ်ခါထပ်ပြောင်း3ချိန်လောက်ထုတ်ပြီးရင်ဖုံးတစ်ခါထပ်ပြောင်းအဲ့လိုပြောင်းတာပေါ့နော်ဆိုတော့သူနဲ့ကျွန်တော်နဲ့အဲ့မှာလဲဆိုတော့အဲ့ဆိုရင်ကျွန်တော်ကိုဆိုတော့စုပ်ရချိန်မှာတက်ချင်တယ်ဘာလို့မျက်နှာဖုံးက၄ကပဲရှိသေးလို့ဒီဖုံးပုံစံပြောင်းတာ၄ကပဲရှိတယ်ကိုကကျတော့လေဘယ်လိုပြောလဲဂုံစာတာမဟုတ်ဘူးဒီခေတ်ရဲ့ကျွန်တော်ဒီဖြတ်တန်းတဲ့ခေတ်မှာဝိတုတို့တအုပ်ကကျွန်တော်အနေထားပေါ့နော်ကျွန်တော်ရဲ့အနေထားမှာဟုတ်ရ1000ကုန်တယ်ဆိုရဲဒါတော်တော်ရောင်းရလို့ပြောလို့ရတယ်ဆိုတော့နောက်တစ်ချိန်ကြာလို့ရှိရင်နောက်ချိန်ကြာခင်ကျွန်တော်မှတ်တမ်းတစ်ခုရှိတယ်။အော်အဲ့ခင်မှာအဲ့လိုဆိုရင်ဒီစာအုပ်ကဒီလောက်တောင်ရောင်းခဲ့ရပါလားဆိုတော့လေကျွန်တော်ဖြစ်ကိုမြင်စေခြင်းနဲ့သိစေခြင်းနဲ့အခါကျသူနဲ့ညှက်ခါကျတော့ကဲ okay အဲ့ဆိုရင်သူ4ချိန်ပဲတက်ခြင်းနဲ့တက်ဒါပေမဲ့ကျွန်တော်အတွင်းထဲမှာကျွန်တော်တို့ဒီပုံနှိမ့်မှတ်တမ်းပေါ့ပုံနှိမ့်မှတ်တမ်းတက်ဆိုတော့ပုံနှိမ့်မှတ်တမ်းတက်ပြီးအဲ့ထဲမှာပါတယ်ပထမနောက်ဆုံး12ချိန်မြောက်တဲ့အထိပေါ့အဲ့ဒါမျိုးတက်ပြီးဆိုတော့ဒါလေးဆောက်တဲ့ပါတော့ကျွန်တော်လည်းပြည့်စုံဘာလို့နောက်ပိုင်းကျဒီစောက်တွေအဟောင်းဖြစ်သွားပြီနောက်လူရဲ့ကင်ပြီးလိမ့်မယ်ကင်ပြီးခါကျတော့ဒါလှန်ဩဒီစောက်ရဲ့အနေထားဒီလိုရှိခဲ့ပါလားဆိုတော့ကိုဖြတ်တန်းခဲ့တာကိုသိစေချင်တာပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့ဟို၄ချိန်ဆိုမဲ့အထက်မှာအဲ့လိုမျိုးရှိတယ်အဓိကပြောချင်တာတော့အဲ့ဒီကနေပတ်သက်ရင်တော့နည်းခုံယူရပါတယ်ကျင်လဲကျင်နေပါဟုတ်ကဲ့နောက်တစ်ခုပါပေါ့နော်ဆရာဒီစာရေးဖို့အကြောင်းအရာတွေကိုဆရာဘယ်လိုမျိုးရယူပါလဲစာရေးတာကျတော့ကျွန်တော်ကစာတော့နည်းတယ်ဗျရေးထားတဲ့အကြောင်းပေါ့ကျွန်တော်စိတ်ထဲကိုအကြောင်းအရာတစ်ခုခုစဉ်းစားမိတာဝင်လာတယ်ဒါမှမဟုတ်လမ်းမှာတစ်ခုခုကိုမြင်တယ်ပေါ့နော်အဲ့ခါမှာကျွန်တော်ရင်ကိုထိခိုက်စေလားအတွေ့တစ်ခုရစေလားတစ်ခုကိုဖြစ်ကြံခဲ့နိုင်စေလားအဲ့ဒါကိုကျွန်တော်ကိုရင်ခံစားစာဖတ်တဲ့လူတွေကနေဒီဥစ္စာလေးကိုဆိုရင်စာဖတ်လူတွေကဒါဆိုဘယ်လိုလေးနေမလဲပေါ့ခံစားခါကျတော့ဒါလေးမစိုးဘူးဆိုရင်တချို့ကကြောင့်မပြီးပြည့်စုံချက်လက်တော့ကောင်းသွားပြီဒါပေမဲ့အဲ့ဒါလို့ဆိုလဲဘာမှမဟုတ်ခဏမှတ်ထားလိုက်တယ်နောက်ထပ်တနည်းမှာတစ်ခုထပ်စုံအဲ့နှစ်ခုပေါင်းရင်ကောင်းလားကောင်းတယ်ကောင်းရင်ကျွန်တော်ချိတ်လိုက်တယ်ဒါမှမဟုတ်လဲဘာလေးထပ်ဖြည့်လိုက်ရင်ကောင်းမလဲနဲ့ဖြည့်ပြီးမှရေးဖြစ်တယ်ပေါ့အဲ့တော့စာရေးရဲ့အကြောင်းအရာဘယ်ကနေကြလဲဆိုရင်တွိုင်းလိုင်းတွေ့တာတွေတွေးမိသွားတာတွေအမှတ်မထင်ရနေတယ်ဆက်တွေးမိသွားတယ်ပဲရတာပါဟုတ်ကဲ့ဆရာရဲ့ဒီစာမှုဝတ္ထုလိုကောင်းစဉ်လေးဆိုလို့ဆိုရင်ချစ်စရာကောင်းတယ်ပေါ့နော်ဥပမာရင်လွဲအိမ်တို့အဲ့လိုနည်းနည်းပန်းပုံစံအဲ့လိုမျိုးလေးတွေစင်လေးတွေပါတယ်ဆိုတော့လေအဲ့တော့ဒီဝတ္ထုကိုရေးပြီးတော့မှဒီကောင်းစဉ်ကိုပေးတာလားဒါမှမဟုတ်ကောင်းစဉ်တစ်ခုကိုစဉ်းစားလိုက်ပြီးတော့မှဆရာဒီဝတ္ထုကိုစတက်ရတာပေါ့နော်အဲ့ဒါလေးလည်းကောင်းစဉ်နဲ့ပတ်သက်ရင်ကျွန်တော်ကောင်းစဉ်မျိုးဟိုစဉ်းစားရတာမရှိဘူး။ဒါဆိုမရေးချမရေးရင်တော့ကျွန်တော်ဇလန်းရှိထားပြီးပါဇလန်းအရင်တည်ပြီးတော့အစနေဘာနဲ့စဖွင့်မလဲအလဲမှာဘယ်လောက်နဲ့တန်ဖိုးမြင့်မလဲအဆုံးတက်ကိုဘယ်လောက်ဘယ်နေမှာရက်ပြစ်မလဲအဲ့ဒါချမရေးတယ်ပဲရှင်အကုန်ရေးပြီးအဲ့ခါပြီးတော့မှကျွန်တော်ခေါင်းစဉ်ကိုစဉ်းစားတာဒီဟာနဲ့လိုက်ဖက်တဲ့ခေါင်းစဉ်ပါပြီးတော့နောက်ခေါင်းစဉ်ပြီးရင်ကျွန်တော်စန်နီကိုရဲ့ခေါင်းစဉ်လေးကျွန်တော်ကြိုက်တယ်ဘာလို့ကြိုက်လဲသူက
ခေါင်းစဉ်ဖတ်လိုက်ဘာမှမသိဘာကိုပြောချင်မှမသိဒါပေမဲ့တပုံလုံးဖတ်ပြီးသွားတယ်ဒီခေါင်းစဉ်ကလုံးဝလုံတယ်ပြည့်စုံတယ်ပေါ့နော်ဟိုကိုသားပြုတ်နိုင်တယ်အဲ့ဒါကိုသဘောကျတယ်ဆိုတော့ကျွန်တော်တက်နိုင်မြန်အဲ့လိုမျိုးပေးတဲ့ခါလေးများတယ်ဗျဟိုတချို့ခုနလိုပဲရင်လွဲရင်လို့ပေါ့ကျတော့ပေးပြီးမှအရင်မှမလွယ်ဘူးရင်လွဲရင်ဆိုတဲ့ကအိမ်နဲ့လွဲမယ်ဆိုပေါ့တက်နိုင်မြန်တော့အဲ့လိုမျိုးခေါင်းစဉ်ကိုမှန်းလို့မရမှန်းခေါင်းစဉ်ကြည့်ရင်ဘာအကြောင်းသိပေါ်လို့မရဘူးနော်ဒါပေမဲ့စာဖတ်လိုက်တော့ဒါလေးကလိုက်ဖက်ပါလားပေါ့အဲ့ပုံစံမျိုးပေးရပါခေါင်းစဉ်တော့ဟုတ်ကဲ့ပါဆရာအဲ့ဒါဒီဝတ္ထုတို့ရေးတာနဲ့ဝတ္ထုရှိရေးတာမှာပေါ့နော်ဆရာအနေနဲ့ဘယ်အရာကိုအားရကျဉ်းတတ်မှုရှိဆုံးပါလဲရှင်အဲ့ဒါကြောင့်ဝတ္ထုတို့ကအားရဘာလို့အားရဆိုတော့စတဲ့ဟိုအတူလေးပဲရေးတာရေးတဲ့ခါကျတော့ကျွန်တော်ဒီပုံစံကွက်လေးရောက်သွားဝတ္ထုတွေရဲ့ပုံစံကွက်ပေါ့ဟိုခတ်တွတ်ပေါ့ဘယ်ဟာလောက်ဆိုရင်မထည့်နဲ့မလို့ဖယ်လို့ရရင်ဘာဖယ်လို့ရတယ်ပဲစဉ်းစားကျွန်တော်ဝတ္ထုတို့ရင်ဘာဖယ်လို့ရမယ်အဲ့လိုပဲချုပ်နေတာချုပ်ပြီးတော့အဓိက point တွေပဲပြခြင်းတဲ့ဟာဆိုတော့အဲ့လိုတော့ねဝတ္ထုရှိရကျတော့တည်တယ်မယ်ချက်ကဖြန့်ရတာပေါ့နော်ဖြန့်ပြီးတော့သူကဖြည်းဖြည်းညင်သွားမှာဟုတ်ဖြည်းဖြည်းညင်သွားမှာဖြန့်ကားတဲ့ခါကျတော့ဟိုပတ်ဝန်းကျင်ရှင်နေပြလဲနှစ်မျက်နှာကြာရင်ကြာမှာသုံးမျက်နှာရှိလဲရှိတာကျွန်တော်ဝတ္ထုတို့ကကျတော့အဲ့လိုလဲအချိန်မပေးနိုင်စာမျက်နှာလည်းလောက်မပေးနိုင်ခါကျတော့မလိုအပ်တာကြောအဓိကဟာအထီအောင်ပြီးဆိုအကျင့်တအားပါသွားတယ်အကျင့်ပါသွားကအဲ့ပင်လဲစီလို့ရေးချင်မှာကျွန်တော်တော်တော်ခက်ခဲသွားဆိုတော့ရေးစရာရှိတယ်ဒါပေမဲ့လက်ကမသွားဘူးလိုမသွားဆိုနည်းနည်းဖြန့်ဖို့ကျွန်တော်လေအဲ့လိုပါမလားအဲ့လိုပါမလားဆိုတော့ခေါင်းကအမြဲတမ်းတော့ဟိုကိုတတိပေးတယ်ဒါပေမဲ့ဒီလောက်မထည့်လို့လည်းမရဘူးဝတ္ထုရှိရေးမယ်ဆိုထည့်ရမယ်အဲ့လိုဖြစ်တာပေါ့နော်ဆိုတော့ဘယ်ဟာအာတန်လဲဆိုဝတ္ထုလိုပဲအာတန်ရေးစားလည်းရှိပါလားပေါ့နော်ဟုတ်ကဲ့ဒီဆရာရေးခဲ့တဲ့ဝတ္ထုတွေမှာပေါ့နော်ဆရာအနေနဲ့အားရကျဉ်းတတ်မှုရှိဆုံးဝတ္ထုဆိုရင်ရောဘာမျိုးဖြစ်မလဲဆရာအားရအရင်တော့ကျွန်တော်ပဲဟိုအကုန်လုံးတော့ပြန်တော့မကြိုက်ပါဘူးဒါပေမဲ့ကျွန်တော်ကြိုက်တာလေးဆိုကဘာပြက်ချင်းဆိုကျွန်တော်နည်းနည်းလေးသဘောကျတယ်ကျွန်တော်စာပတ်တူနေရာပြင်မဲ့ခံစားကြည့်ခါတာဒါလေးမစိုးဒီလိုမျိုးလေးတွေးမိသွားတဲ့ဟာကိုကျွန်တော်ကြိုက်တယ်နောက်ပိုင်းကျတော့နည်းနည်းရတာပိုင်းဆိုရင်ကျွန်တော်အပြန်လို့ပါကိုကြိုက်ပါတယ်ဟုတ်ကဲ့ပါဆရာရဲ့ဒီဘဝတစ်လျှောက်လုံးမှာပေါ့နော်ဆရာကိုဆရာအားရကျဉ်းတတ်မှုအရှိဆုံးဆိုတဲ့အချိန်မျိုးရှိခဲ့လားဆရာအဲ့လိုကြတော့လေဟိုပြောခဲ့တော့ဒီဘဝဆိုတာဒီမှာကျွန်တော်ဒီတက်တန်းတောက်လျှောက်လို့ဖြတ်လာခါကျတော့နိုင်လိုက်မြင်လိုက်အောင်မြင်လိုက်ကြာရှုံးလိုက်ပေါ့သွားတာပေါ့နော်သွားတဲ့ခါကျတော့ဟိုအားရကျဉ်းတဲ့အချိန်လည်းရှိရပါဘောလေနော်ဒါပေမဲ့စာပေတီးတန်းနေဆိုရင်တော့ခုနလိုပေါ့ဒါမျိုးသားစာပေစုလေးရပါဒီစောက်တွေရောင်းရတယ်ဒီညမှာတော့ငါဒီလုပ်လေးလုပ်ခဲ့တယ်ဒီလမ်းကြောင်းပေါ်ရောက်ခဲ့တယ်ပေါ့ဒီလမ်းကြောင်းပေါ်ရောက်ခဲ့တာကျင်းတဲ့ဆရာဆိုရယ်စိတ်ကဖြစ်သွားပါဒီစာပေနဲ့ပတ်သက်တော့တခြားဟာမှာတော့လူရေးတို့ဒီဘဝပေါ့စီးပွားရေးမှာတော့သူ့လိုပဲနိုင်လိုက်မြင်လိုက်တက်လိုက်ကြလိုက်ပေါ့ကျင်းတဲ့အချိန်လေးပေါ်တာပေါ့နော်ဟုတ်အဲ့ဒါအခုပေါ့နော်ဆရာအနေနဲ့အခုလက်ရှိမှာဖြတ်တန်းနေတဲ့ဒီဆရာရဲ့ live ကြောင်းလေးကိုရောမျှဝေပေးလို့ရမလားဆရာအခုကကျွန်တော်ကဒီ Facebook မှာကျွန်တော် friend တီးပဲကျွန်တော်ဘာလုပ်လဲစိုက်ပျိုးရေးလုပ်အခုမှလုပ်တာမဟုတ်ကျွန်တော်2019တဲ့လုပ်တာဟုတ်ကဲ့2019တဲ့လုပ်တာခုနေ့အောင် post လေးတင်တာလေကျွန်တော်စုမျိုးသားစိုက်ပျိုးစုယူကနေဂျပန်လိုမှာဟုတ်ပဲကျွန်တော်နေပွဲထိုင်ပြီးရေပိုက်ဆင်အဲ့ထက်ကစခဲ့တာပေါ့ဘာကြောင့်စလဲကျွန်တော်အဲ့တောရီတောင်းနေတောအုပ်တွေအပင်လေးနဲ့ပေါ့အဲ့လိုနေခြင်းနဲ့ဘလို့အေးချမ်းချမ်းနေခြင်းတယ်ပေါ့နော်အေးဆေးလေးနေခြင်းနဲ့စိတ်လေးရှိတယ်အဲ့မှာအပင်စိုက်လိုက်တာအဲ့စိုက်တော့လေသူများလိုဟိုပြန်မကြည့်ရတဲ့အပင်မျိုးမစိုက်ပဲကျွန်တော်ကြည့်နေရမယ်အဲ့ကျမောက်တွေရောဒူးရင်းတွေရောပိန်းတွေရောတော့စိုက်လိုက်ပြီးတဲ့ခါကျတော့အဲ့ဒါကိုအာယုံဆိုင်အခုကျတော့အဲ့မှာကိုသွားနေလိုက်တော့ channel မှာကိုနေပြီးတော့ကိုကိုယ်တိုင်အဓိကကြီးကြက်ပြီးတော့ကျုံနေအခုလက်ရှိဘဝတော့အဒီပုံစံသွားနေပြီဟုတ်ကဲ့ပါဆရာဆရာနေပြီးတော့ပေါ့နော်ကျမတို့ရွှေတစ်မှာရင်းနေတဲ့ရွှေတစ်ကလောင်ရှင်တွေအတွက်ရောစကားလက်ဆောင်လေးပါပေးပါအောင်ဆရာရွှေတစ်ကအခုဟိုတွေ့ပဲပေါ့နော် Facebook မှာတောက်ချောင်းတွေ့လို့တင်ပို့ကြတယ်ပေါ့နော်ဆိုတော့တစ်ဖက်ကပြောကျေးဇူးတင်တယ်ဗျကျွန်တော်တို့လိုအကြောင်းကြောင့်ဘေးထွက်သွားတဲ့လူတွေရှိပြီမဲ့ဒါဝင်ထမ်းပေးထားတဲ့ဟာတွေရှိရပါတော့။သူတို့တွေဒါကျေးဇူးတင်ရတယ်ရေးကြတယ်ရေးချင်းစိတ်လေးလည်းရှိကြတယ်ရေးလည်းရေးပို့လည်းပို့ကြတယ်ပေါ့။ဒါကိုကျေးဇူးတင်တယ်။သူတို့ကြည့်တဲ့ခါကျတော့အော်စိတ်မကောင်းဖြစ်တာဘာရှိလဲ။ကျွန်တော်တို့ခက်ကကျွန်တော်အချိန်ခါပေါ့။နောက်ကျွန်တော်တဲ့စောကိုမိုက်လည်းရှိပါတယ်။ဆိုကျွန်တော်ဒီရွှေတစ်မှာရွှေတစ်ဖြစ်တဲ့ရွှေဥစုဖြစ်စီပေါ့။ကျွန်တော်စာမှုပါပြီးဆိုလို့ရှိရင်ကျွန်တော်အားပြောဖို့ကောင်းတယ်။ဘာလို့ပြောဖို့ကောင်းဆိုဒီအဖွဲကြီးဖြစ်တာကိုစာမှုပါပြီးဆိုရင်နောက်တစ်ရက်ကျရင်အားလုံးကချင်းကြပြီ။ချင်းကြသွားကြအောက်မှာဆရာတိုက်ကိုမတက်သေးဘူးကျွန်တော်အော်လက်ဖေးဆိုင်မှာထိုင်2နိုင်3နိုင်ကြာအဲ့ဒါဆရာလာပြီးပြောထားတဲ့နဲ့မလာလို့စိတ်ကြီးဆိုးကြာနေလို့မင်းကလေမဖြတ်နိုင်ဘာလို့အဲ့ခါကျမှဒီစာအုပ်ပါတော့အကြောင်းပြုပြီးတော့တချို့ကြောင့်လည်းဝတ္ထုမပါရင်းမဲ့လေပိုင်လာကြမယ်အကုန်ဆုံးအဲ့လိုစုံကြတဲ့အရာတာကြီးပေါ့နော်အဲ့ရတာကြီးကကိုယ်ဖြတ်တန်းခဲ့ခါကျအဲ့ဒါကိုသိလွမ်းစရာကြီးတစ်ခါကျရင်ပြန်တွေ့ရင်အခုကလေးရွှေတစ်တွေပေါ့နော်ရွှေတစ်တွေရေးကြတယ်ဒါပေမဲ့သူတို့ကအဲ့ရတာရခွင့်မရဘူးဘာလို့ဟိုဘယ်မှာချင်းကြမယ်ဘယ်လိုစုံကြပြီလို့စာမှုတွားထုတ်ဖို့လို့စာအုပ်တွားထုတ်ဖို့ဆိုအစင်မမပြေတော့မရှိတော့ဆိုတော့နှစ်ပိုင်းပေါ့နော်သူတို့ရေခုချိန်မှာ
ဝိုင်းပြီးရေးပေးနေကြတယ်ဒါအဆန့်ပြန်ဝိုင်းကြိုးစားဒါကတော့ကျေးဇူးတင်တယ်ကောင်းတယ်ဘက်ကတော့ကိုယ်အချိန်လုံးနဲ့ပြန်ကြည့်တော့ဒါစိတ်မကောင်းဖြစ်စရာပေါ့တကယ်ဆိုဒါကြီးကသူတို့လည်းရရင်ပျော်စရာကောင်းမယ်ဆိုကျွန်တော်ယုံပါတယ်ဒါပေမဲ့မရလိုက်ဘူးအခုချိန်မှာတော့ဟုတ်ကဲ့ပါဆရာထပ်ပြီးဖြည့်ပြောချင်တာရှိရင်လည်းပြောပြပါဦးဆရာဖြည့်ပြောချင်တာတော့ဟောပေါ့ဒီလိုမျိုးပေါ့ interview တွေပါရေးဆိုရင်ကျွန်တော်သိမဖြေတတ်ဘူးပြမနေ့ပြောဖြေရစိတ်ဖိစီကျွန်တော်စိတ်ဖိစီမကြိုက်ကိုယ့်ဘာကိုလည်းမဖိစီအောင်မနေစိတ်ဖိစီရမယ့်ချင်းနေဆိုမကြိုက်ဒါပေမဲ့ဒါကကျွန်တော်မိခင်တက်ချင်းပေါ့ဗျာရွှေမြူတွေဆိုလည်းလောက်ရတာပေါ့ဆိုတော့အခုပြောရတဲ့မှာမေးတော့မေးတယ်ဒါပေမဲ့ကိုဖြေရတဲ့ကကြိုက်ရှင်လားကြိုက်လားမသိဘူးပေါ့နော်ပါဝိုင်းလည်းနားလည်ပြီပါနော်ကျွန်တော်လည်းဖြေနိုင်တော့ဖြေလိုက်တာပေါ့အဲ့ဒါပါနောက်ဒီကတော့ဆုံးတဲ့အဓိကတော့ကျွန်တော်ဖြောက်မဲ့သူတွေပေါ့ဗျာကျွန်တော်ပါဝင်ပေါ့အနေကင်းပါသူအနေကင်းပြီးတော့ပျော်ရွှင်တဲ့ချိန်ရောက်ချိန်ပါဟုတ်ကဲ့ပါဆရာဒီရက်ဆုံးဖြေချပြကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်အခုကြည့်ရှုနားဆင်ခဲ့ရတာကတော့စာရေးဆရာမြင့်ကျွန်းအေးရဲ့စာပေလောကထဲကိုဝင်ရောက်လာခဲ့ပုံနဲ့စာရေးခဲ့တဲ့အမှတ်တရတွေအခုလက်ရှိဖြတ်တန်းနေတဲ့ဆရာရဲ့ဘဝအကြောင်းနဲ့ဆရာရေးခဲ့တဲ့စာမှုတွေအကြောင်းနဲ့ဆရာရဲ့ဆုရစာမှုတွေအကြောင်းပြောပြခဲ့တာကိုကြည့်ရှုနားဆင်ခဲ့ရတာဖြစ်ပါတယ်ရှင်ကြည့်ရှုနားဆင်ပြီးရတဲ့ရွှေပိဿအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်